မှာရှိတဲ့နေကလေးတွေခုံနေတယ်ဒီစိတ်ကူးတွေကခေါင်းထဲမှာရှိတဲ့မဲတန်မင်းကိုတွေ့ချင်ပါတယ်24/7ကျွန်တော်တို့ချစ်နေကြတာတန်မနီကျိုးတွေလို့ခိုင်မြဲစွာနဲ့မပြတ်ပဲရင်ဆိုင်မဲ့ဆိုးတွေကိုသူ့ရဲ့ပေါ်မှာကျွန်တော်ဘယ်တော့မှအညိုးတွေပို့လိုက်ရောညီတွေဆက်ဆံပါမယ်သူ့ရဲ့မျိုးတွေဆိုမတိစိတ်ထဲမှာအိမ်မနန်းတော်ကြီးကိုတီးဆောင်နေခါတလေမှာစားတာနောက်တော့မရှိအတီးပေါက်တွေ yes အလိုလိုကျွန်တော်ကန်ကောင်းခဲ့ပါတယ်ဘယ်ရနဲ့မှလဲလို့မရတဲ့အချစ်ကိုပြန်တောင်းလှည့်ခဲ့ရဲ့ပြီးတော့တဲ့ကိစ္စတွေတက်နိုင်ရင် the make life အလွန်နဲ့တီကျူးကြပြတွေလက်ရှိခိုင်းလိုအပ်တဲ့ဆိုရင်လည်းသူ့အနာကိုပြေးလိုက်ဘဝရဲ့နဲ့သမီးပဲမြင်ငါမအေးစားချစ်နေသူတွေအများကြီးတန်မိုးထားတဲ့ကိုချစ်သူကအလားဆုံးနဲ့သမီးတော့မှမေးလို့မရဘူးကိုသမီးဘာရမဟုတ်ပါဘူးကျွန်တော်တို့ချစ်တဲ့ရုပ်ရိုးလေးလူတွေကအတင်းပြောကမျိုးတွေစိတ်ချမ်းသာပါတယ်စိတ်အနှောက်ရှက်ဘာမှမရှိဘာမှမသိပါလူလောကရဲ့လက်ွက်များစွာခုတဲ့တီကြောချင်းကပ်ပြီးတော့နားလည်မှုတွေများစွာနဲ့အဆက်တွေဖြတ်ငါကိုတယောက်တည်းပြစ်မထားပါနဲ့ပြင်းကြီးချောက်တွေချင်းတွေမင်းအပေါ်မှာလုံးဝမရှိတန်တရားမီးတွေလည်းခုတော့ပြတ်သုံးပါပြီအင်္ဂလိပ်လို့ပြောတယ်မြန်မာလိုလည်းပြောတယ်ကဘာကျော် theory တွေဖတ်ပြီးချစ်တဲ့ချောင်းတွေပြောတယ်ဘဝရဲ့ရှောက်တဲ့လမ်းချမ်းတော့နည်းနည်းပါပါမောတယ်တကယ်ပါတယောက်တည်းမင်းရဲ့ရင်နဲ့ခိုးပြီးတော့မယ်နားထောင်ခွင့်မလွန်နိုင်တဲ့အဖြစ်တွေရှိတာလေနားထောင်ခွင့်မလွန်နိုင်လဲငါချစ်မှာတဲ့မတော့မှမဝေးခြင်းမမေ့နိုင်တဲ့တန်ရုံးစင်ကိုထားခဲ့ခြင်းနဲ့နဲ့သမီးရဲ့နာကျွန်တော်မျက်နှိုးတယ်အရာအားလုံးမီးပြောက်သွားစေနိုင်တယ်နတ်သမီးလေးပါပဲ